တင်ရောတခါလာများဂရူသားတွေရဲ့ဖန်စီခေါ်ဆောင်ခြင်းကိုခံရဝုကျင်ပါသလားဒီလိုမဖြစ်နိုင်တဲ့ဆန္ဒကိုတကယ်ဖြစ်တော်တဲ့ကောင်လေးတယောက်ရဲ့စွန့်စားခံကတော့ Pixar ရဲ့အေလီယိုပဲဖြစ်ပါတယ်ကဲဇလန်ရဲ့အဓိကဇက်ကောင်ကိုမိတ်ဆက်ပေးရအောင်နော်အေလီယိုဆိုလစ်ဟာမိဘမဲ့ဖြစ်ပြီးသူ့အတော် Olga Solis နဲ့နေထိုင်ပါတယ်Olga ဟာ Air Force Major တယောက်ဖြစ်ပြီးသူ့ရဲ့အာကာသယာဉ်မှူးဖြစ်ချင်တဲ့အိမ်မက်ကိုတော့ဆွတ်လွတ်ပြီးအေလီယိုကိုစောင့်ရှောက်နေရသူပါပဲအေလီယိုကတော့ကဘာပေါ်မှာအထီးကျန်မှုဘယ်သူနဲ့မှမပတ်သက်ဘူးလို့ခံစားနေရပြီးကိုသားတွေနဲ့ဆက်သွယ်ဖို့ဆွဲလန်းနေသူပါပဲတညမှာအေလီယိုဟာသူ့ရဲ့ ham radio ကနေတဆင်ဂျိုသားတို့ရဲ့ message ကိုတုံ့ပြန်လိုက်ပါတယ်ဒီလိုတုံ့ပြန်လိုက်တာကြောင့်ပဲသူမျော်လင့်နေတဲ့အတိုင်းအစိမ်းရောင်ရောင်ကြီးနဲ့အာကာသတဲကိုဆွဲတင်ခြင်းခံလိုက်ရပါတော့တယ်သူရောက်သွားတဲ့နေရာကတော့စကြဝဠာတစ်ခွင်ကဂျိုသားကိုယ်စားလှယ်များစုဝေးရာ Community First ပဲဖြစ်ပါတယ်။ Okay ညံကြီးချင်းဂျိုသားတွေကအကြီးကြီးအချက်မှာသွားပါတယ်။ LU ပို့လိုက်တဲ့ message ကြောင့်သူဟာကဘာမြေဂျိုရဲ့ခေါင်းဆောင်လို့သတ်မှတ်ခံလိုက်ရပါတယ်။အသက်17နှစ်အရွယ်ကောင်းလေးတစ်ယောက်ခါစကြဝဠာရဲ့တဏ္ဍမန်ဖြစ်သွားရပါပြီ။ LU ဟာသူ့ကိုအထီးကျန်မှုကနေကက်တင်ပေးမယ်ဒီနေရာမှာဆက်နေခြင်းတဲ့အတွက်ဒီလျှို့ဝှက်ချက်ကိုဖုံးကွက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အခက်အခဲရောက်လာပါတယ်။ Communiverse ကိုချင်းချောက်နေရဲ့စစ်သွေးကြွဂျိုသားခေါင်းဆောင် Lord Grigon ရောက်လာပါတော့တယ်။ Elio ဟာကဘာမီရဲ့ခေါင်းဆောင်အနေနဲ့ Lord Grigon နဲ့ညီနိုင်မှုတာဝန်ယူလိုက်ရတယ်။သူညီနိုင်မှုတွေအစင်မပြေပေမဲ့ Lord Grigon ရဲ့သား Glodon နဲ့တော့စိတ်ချင်းနီးစပ်တဲ့မိတ်ဆွေဖြစ်သွားပါတယ်။ Glodon ဟာလည်းသူ့ဖခင်လိုစစ်ဘီရင်ဖြစ်ရမှာဦးကြောက်ရွံ့နေသူပါပဲ။နောက်ဆုံးပိုင်းစီကိုရောက်လာပါပြီနော်။ အေလီယိုဟာဂလော်ဒွန်ကိုကစ်တင်ဖို့ကိုပွားကလုံးဖန်တီးပြီးလှည့်ဖျားဖို့ကြိုးစားပေမဲ့လော့ဂရကွန်ကမကြခင်တိသွားခဲ့တယ်။ဒီအချိန်မှာပဲကဘာမီကအိုလ်ဂါဟာလည်းအေလီယိုကိုချီရခံပြီးသူမရဲ့အသိပညာအသိပညာနဲ့အာကာသကိုကူညီဖို့ကြိုးစားနေပါတယ်။နောက်ဆုံးမှာတော့အတော်နဲ့သူလေးတို့ရဲ့ဆွမ်းဆောင်မှုကြောင့်စကြဝဠာရဲ့အကြက်အတဲကိုဖြေရှင်းနိုင်ခဲ့ပြီးအေလီယိုလည်းသူ့ရဲ့စစ်မှန်တဲ့နေရာဟာကဘာမီသူ့ကိုချစ်တဲ့မိသားစုစီမှာပဲရှိလေဆိုတာကိုသိရှိသွားပါတော့တယ်။အေလီယိုဟာကိုဘသူလဲကိုရဲ့နေရာမှန်ကဘယ်မှာလဲဆိုတာကိုရှာဖွေရတဲ့ချစ်စရာကောင်းပြီးစိတ်ကူးရင်ဆန်တဲ့စွန့်စားခံရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ဒီဇက်လန်အပြည့်အစုံကိုကြည့်ရှုခြင်းက Bio မှာရှိတဲ့ Telegram link ထဲမှာဇာတ်ကားတွေကြည့်နိုင်ပါတယ်ရှင်။